ရီခိုင်ကဲလူပူဇော်တယ်အရဟတာတိနဝဂုဏေဟိအရဟံအကျရှိသောကိုးပါးသောဂုဏ်တော်တို့နှင့်စံပန္နာကတံပြည့်စုံတော်မူထားသောနာထံလူ၌တို့၏ကိုယ်ွယ်ရာဖရတော်မူသောဗုဒ္ဓံသောက်တော်ထံရှာစေပင်ညုမြတ်စွာဘုရားကိုဩဒိသရေမဲ၍ဂျတိယသဓာတုဂျတိဓမ္မဂျတိဩဒိသဂျတိပရိဘောဂဂျတိတော်မရေအားသုဒ္ဓစီတလစံပန္နံရှမ်းရှောင်းဧမရကေလံလာသောဧမံပါဏိယံပရိဘောဂျနီယံဤသောတော်ရီဆုံးချောင်းတော်ရီကိုစာကွယ်ကြံရိုစေကြွာဒေမိပူဇေမိနိဗ္ဗာန်ရေမှန်ကဲလူပူဇော်ပါ၏အရှံဖရာမေတပေတော်တို့၏ဣဒံပုံညံဤကောင်းမှုစီအာသဝခယံအာသဝတရလေးပါးတို့၏ဂုံရာဂုံဂရံဖရသောမာညံဖိုညံမရိုင်းနိဗ္ဗာန်ကိုဝါဟံတော်ရောချောင်းနှင့်သည်ဟောတုပြိပါကျေသတိဘန္တေအရှံဖရာ